Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဒီနေ့မှာတော့ကျွန်တော်ပေချင်းကျွန်တော်အခုလက်ရှိနေရမျိုးပေချင်းကနေကျွန်တော်အမျိုးတွေကျွန်တော်မိကျွန်တော်ဘေးရတဲ့ချင်းရှိရဲ့နေရာဖြစ်တဲ့ကျွန်တော်ဝင်းကျိုးချမ်းနံကိုကျွန်တော်တွားမှာဖြစ်ပါတယ်ခင်ဗျအဓိကကတော့ကျွန်တော်အခုလက်ရှိအချိန်မှာဆိုရင်တော့ကျွန်တော်တို့ကျောင်းသက်တွေဖြစ်စေအလုံးလုံးတွေဖြစ်စေဒီအချိန်မှာဆိုရင်တော့ကျွန်တော်တရုတ်ပြည်တနိုင်ငံလုံးကျွန်တော်တို့အလုံးပိတ်ချိန်ရုံပိတ်ချိန်ဖြစ်ကျွန်တော်တို့ဒီ New Year Chinese New Year ကာလရောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလည်းဒီပေချင်းကနေကျွန်တော် Windows Channel မှာကျွန်တော်အခု Chinese New Year ကိုကျွန်တော်ဘယ်လိုမျိုးဖြတ်တန်းမလဲဆိုတော့ကျွန်တော်အပိုင်းခွဲပြီးတော့ကျွန်တော်ဗီဒီယိုအပိုင်းခွဲပြီးကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီအခုလက်ရှိဗီဒီယိုကတော့ကျွန်တော်ဒါတွားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီမျိုးကိုတွားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျန်တဲ့ဗီဒီယိုရောကျွန်တော်နောက်ဒီ every Friday မှာကျွန်တော်ဆက်ပြီးတင်ပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျအကယ်၍ကျွန်တော် channel ကို like and subscribe မလုပ်ရသေးဘူးဆိုလည်းကျွန်တော်ကျေးဇူးပြုရ like and subscribe လေးလုပ်ပေးပါခင်ဗျကျွန်တော်အခုလက်ရှိတရုတ်ပြည်မှာရှိတဲ့ကျွန်တော်ရဲ့ lifestyle ကိုကျွန်တော်အတက်နိုင်ဆိုကျွန်တော် record လုပ်ပြီးကျွန်တော် vlog အနေနဲ့ကျွန်တော်ပြန်သင်ပေးတော့မှာဖြစ်ပါခင်ဗျအခုလက်ရှိတရုတ်ပြည်မှာဆိုလည်းကျွန်တော် education ဒီဖြစ်စေကျွန်တော် business အပိုင်းဖြစ်စေဒီတရုတ်ပြည်မှာရှိတဲ့ဒီရဲ့အထူးခြားဖြစ်စဉ်တွေကိုကျွန်တော်တက်နိုင်ဆုံးကျွန်တော်ဒီ channel ကနေကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အခုတွားမဲ့ခီးစဉ်ကိုပြောပါဆိုရင်ကျွန်တော်တို့ပေချင်းဆိုတော့ကျွန်တော်တရုတ်ပြည်မြောက်ပိုင်းဖြစ်ပါခင်ဗျကျွန်တော်အခုတွားမဲ့ destination ကတော့ကျွန်တော်တို့တရုတ်ပြည်တောင်ပိုင်းမှာဖြစ်တဲ့ဝင်းကျိုးမြို့ကိုကျွန်တော်တွားမှာဖြစ်ပါခင်ဗျအကွာဝေးအားဖြင့်ဆိုရင်တော့အကွာပါတယ်ခင်ဗျကျွန်တော်တို့ speed train နဲ့ဆိုရင်အနည်းဆုံး8နာရီကြာပါခင်ဗျလေနဲ့ဆိုရင်ကျွန်တော်2နာရီခွဲကြာတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ခါမှာတော့ကျွန်တော်လေနဲ့ပဲတွားမှာဖြစ်ပါတယ်ခင်ဗျ可以说中文。OK 去哪里？温州一个人吗？对座位靠窗户可以吗？过道可以吗过道。对过道要往后。可以倒数第3排。可以看一下你的箱子里面这些东西有没有？没有看好，确认好，没问题。你国内的电话有吗？有写个姓名电话写一个。姓名电话。相机、电脑、电池、易碎物品都没有。没有稍等1分钟啊，行李要检查。好，检查一下，旁边抽。ဒါကတော့ကျွန်တော် security check ဖြတ်ပြီးတော့ boarding gate ရှိရာဘက်ကိုကျွန်တော်ဥတီပြီးသွားနေတာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တခုပြောချင်တာကကျွန်တော်အခုလက်ရှိရောက်နေတဲ့ airport ကတာရှင်း airport ဖြစ်ပါတယ်ခင်ဗျတာရှင်းကြီးထံဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်နောက်ဆုံးစောက်ထားတဲ့ 5 star အဆင့်ရှိတဲ့ကျွန်တော်တို့ဒီကြံကားဝင်းပုံစံဒီဇိုင်းရှိတဲ့ airport ပဲဖြစ်ပါတယ်ခင်ဗျပေကျင်းမှာဆိုရင်တော့ပေကျင်းမှာဆိုရင်တော့ကျွန်တော် airport က2ခုရှိပါတယ်တစ်ခုက capital airport နဲ့တစ်ခုနောက်တစ်ခုကနောက်ဆုံးစောက်ထားတဲ့တာရှင်း airport ဖြစ်ပါတယ်ခင်ဗျကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်တော့ capital ကပို့ပြီးတော့နီးပါတယ်ခင်ဗျcapital ဆိုရင်ကျွန်တော် subway စီးမယ်ဆိုရင်အနည်းဆုံး1နာရီပတ်ချာလေလောက်ဆိုရောက်ပါတယ်ခင်ဗျဒီတာရှင်းဆိုရင်ကျွန်တော်အနည်းဆုံး2နာရီ45ပတ်ချာလေလောက်ရောက်ပါခင်ဗျဘယ်လိုပြောမလဲဆိုကျွန်တော်ပေချင်းကကျွန်တော်တို့အရန်ကျယ်ပါခင်ဗျသူ့ရဲ့နေရာထိုင်ခင်းကအရန်ကျယ်ပါခင်ဗျဒီတောင်မြောက်ရှေ့နောက်တောင်မြောက်ဆိုရင်လည်းကျွန်တော်တနေရာအဝေးတွားရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကြိုတင်ပြီးပြင်ဆင်ပြီးတော့ကျွန်တော်တို့ကြိုတင်ထွက်ရတဲ့အနေထားလေးရှိပါတယ်ခင်ဗျ扫码点枪。对，找空位坐，面条米。欢迎光临，给我扫码点餐。Okay ဒါကတော့ကျွန်တော်လန်စားဖို့အတွက်ကျွန်တော် boarding gate အနီးနားမှာရှိတဲ့ဒီဆိုင်တစ်ဆိုင်ဖြစ်တဲ့လီရှန်းရှန်းဆိုဒီအဓိကတော့သူကဒီညူတယ်မြန့်ကွမ်အဓိကရောင်းတဲ့ဆိုင်ဖြစ်ပါတယ်ခင်ဗျများတော့အပြင်ကျွန်တော်တို့ကိုကြိုက်တဲ့ဒီ menu ကိုဒီဖုန်းထဲကနေရွေးပြီးတော့ကျွန်တော် order မှာရတာဖြစ်ပါတယ်ခင်ဗျ这边换，这边换，还是换的，看
酸角质。好，由第62号登机口上吗？好，谢谢。您乘坐的中国联合航空公司 AN5961 次航班，中国东方航空公司 MU8231 次航班，现在开始登机了。欢迎登机，欢迎登机，欢迎登机。由第67号，欢迎登机，欢迎登机。我会有的。有贴着这个的。下午好，欢迎乘机前往温州。ကျွန်တော်တို့ဒီချိန်မှာဆိုရင်တော့လင်းကလူများပါတယ်ခင်ဗျအဓိက原因ကတော့ကျွန်တော်တို့Chinese New Year နှစ်ကူးကာလဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကတော့ကိုယ်အိမ်ကိုပြန်ပြီးမိသားစုနဲ့အတူနှစ်ကူးလောက်ကြတာများပါတယ်ခင်ဗျအခုဆိုရင်တော့ကျွန်တော် Wenzhou Airport ကိုကျွန်တော်စရောက်လို့လာပါပြီခင်ဗျကျွန်တော်သွားမဲ့ destination ကတော့ Chang'an ဖြစ်ပါခင်ဗျ Chang'an ဆိုတာကျွန်တော်တို့မြို့တည်တည်လေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ airport မရှိပါဘူးခင်ဗျအရင်ဦးဆုံးကျွန်တော်တို့ဒီ浙江省浙江ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့ Wenzhou မြို့ကိုကျွန်တော်အရင်ဦးဆုံးလေယာဉ်နဲ့တွားရပါခင်ဗျတွားပြီးပြီဆိုရင်ကျွန်တော်တွားမဲ့ဒီ Chang'an ကိုတော့ကျွန်တော်လေယာဉ်နဲ့ဒီကားနဲ့တွားလို့ရတယ်လို့ကျွန်တော်တို့ဒီ speed train နဲ့လည်းတွားလို့ရပါခင်ဗျကားနဲ့ဆိုရင်ကျွန်တော်အနည်းဆုံးတနာရီကျော်ပတ်ချလေလောက်ကျွန်တော်တို့အနည်းဆုံးမောင်းရပါခင်ဗျ需要注意安全。注定你我只能擦肩而过，既然如此，何必难过？看花谢花开，看潮起潮落，看世间悲欢离合。我是随风为何爱星星的我，如今孤孤单单只剩寂寞。什么缘分已经像一个人过，难道这就是你给的生活？曾经风雨披ကျွန်တော်အခုဆိုရင်တော့ကျွန်တော်နေမဲ့အိမ်ကိုကျွန်တော်ရောက်ရှိလို့လာပါပြီခင်ဗျသူကတော့ကျွန်တော်ရဲ့အဖေရဲ့မိတ်ဆွေတနေချင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ဦးလေးလို့လည်းပြောလို့ရပါတယ်ခင်ဗျ哎呀，好了。你要这个的，这个还不知道是那个，代码错误，来了，哎。吃饭先了没？大家来吃饭，这个。好好好。好了嘛，来了嘛。那饭打起来先嘿。大家饭吃一点先哈。哎，吃一点饭，吃一点饭。那你几杯咖啡？我先。ကျွန်တော်အခုဆိုရင်တော့ညစာတင်တာစားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ညနေချိန်ဆိုရင်6နာရီ9နာရီလောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်ရောက်ရှိတဲ့ချိန်ဆိုတော့9နာရီပတ်ချတဲ့လောက်ရှိနေပြီဖြစ်တဲ့ကြောင့်ကျွန်တော်သမင်းရင်စားမှာဖြစ်ပါတယ်ခင်ဗျ你坐这里。走了要喝什么酒？麦卡啊伦可以吗？都你要你问他走我都可喝一点点没事，没事可以喝一点，少一点在家里，喝一点没关系，自己家里的事。外科了倒一点这个。是洋酒吗这个洋酒啊，麦卡伦。麦克人是哪个国家哎，那个，我听说过麦克人但是我真的忘了那个苏格兰威士忌啊，苏格兰威士忌麦卡伦，中国字有在中国在中国卖的嘛。饭端
我以为是大姐，我小的沈德军啊，这个在你去北京的时候，他也去的，你知对，道我吗？都没看出来的，以为没看出来的。哦，沈德军，你去帮妈妈拿一下那个碟子。去哪？去哪？放什么？拿。碟子我来拿，放过去先。小碗一点，太大碗了。别种可以多吃点，我。哦，少吃点饭吧，菜可以的。可以。好，随便你放垃圾就放垃圾呗。哎，我们以前是放哪里？放菜吗？放垃圾的放你放垃圾都可以就是了。这么说。哎，你这不行不行，我们两个换过。啊，这个什么呀？你那个小碗是德军的。哦，那里还有一个那里大碗是你们两个的。哎呀，够了，沈德军多了。帮给我一下。那我再拨给你一点点。啊，可以了，拨给你可以了，这我菜的可以了，太多了。好，我放少吃。这什么地方？这什么滑雪吗？自由式滑雪。不知道上路看上高速了，哦，开错了。 10公里，然后要掉5桶。哦，怪不得那么慢。对，然后还在堵车，在路上。哦，给那夹娃娃给他。哪个环程哪个更危险？那不一样啊，不一样跑步就没有这么危险啊。冬奥会哪里跑步？爸爸不懂。太危险了，我滑过2次了。你也滑过2次啊？对，在北京。那个会摔倒的。 肯定会摔倒啊！变天的，他勉勉强强把他给弄完，你看，他自己都不好意思。崩溃了。机会是要留给有准备的人，你要有在参与，你就有机会。你不用自己实力有多强，在参与也可以。2个计划4个条都顺利完成了。厉害啊！在陆地上也是一个很会跳舞的选手啊。 从团体赛比到短节目呢，发挥了都没有。我28岁就退役了，这个因为很吃体能。水那里有烧开的，啊，这烧开了呢。这是中国的，对中国的。你看，是吧？ဒါကတော့ကျွန်တော်တို့ညနေတင်တာစားပြီးရဲ့နောက်မှာတော့ကျွန်တော်တို့အပြင်ခဏထွက်ပြီးခဏလမ်းလျှောက်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အခုလက်ရှိနေတဲ့အိမ်ဆိုရင်ကျွန်တော်တို့ဒီကောင်းထဲကျန်ကျွန်တော်တို့ဒီ speed train station နဲ့လည်းနီးပါတယ်ခင်ဗျဒါကတော့ဒီရဲ့ချမ်းနံမှာရှိရဲ့ဒီ speed train station ရဲ့ပုံစံပဲဖြစ်ပါတယ် design ဖြစ်ပါတယ်ခင်ဗျ是ဒါကတော့ကျွန်တော်တို့တရုတ်နှစ်တစ်ကို Chinese New Year ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကတော့ကိုအိမ်နဲ့နီးရဲ့လူဖြစ်ဖြစ်ကျွန်တော်တို့တည့်ရဲ့လူပဲမိတ်ဆွေတဲ့နေချင်းဖြစ်ဖြစ်နီးစပ်ကျွန်တော်တို့ဒီပိုက်ညံကြတာဖြစ်ပါကျွန်တော်နှစ်တစ်ကိုကတော့ပုံစံမျိုးကျွန်တော်တို့လက်ဆောင်ပစ္စည်းနဲ့ကတော့တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ခင်ဗျ假如暑假话估计是不？你给你阿不你北京整的了，你在北京读书么？在北京读书，你这个是说上海话吗？说固定的。在这里。说你中文啊？可以啊，可以啊，不错嘞，说的很好嘞，厉害的，他都会说的。你话读书啊？叫你写文说。哎。
အကုန်လုံးကတော့ကျွန်တော်တို့နှစ်ကူးကာလာဖြစ်တဲ့အတွက်ကြောင့်သူတို့ကလည်းကျွန်တော်တို့အိမ်လာကျွန်တော်တို့ကသူတို့အိမ်သွားအစင်းအချင်းချင်းကျွန်တော်တို့ဒီလိုပဲနှစ်ကူးပိုက်နေကြတာဖြစ်ပါခင်ဗျသူတို့ကဒီလာပြီးကျွန်တော်တို့ကလည်းပြောပြောပစကားပြောမုံစားဒီလိုပဲကျွန်တော်တို့နှစ်ကူးကာလာဒီလိုပဲကျွန်တော်ဖြတ်တန်းဖြစ်ပါ对今年几岁哦？大学生。ဒါကတော့ကျွန်တော်တို့နှစ်မကူးခင်2ရက်အလို2လပိုင်း15ရက်နေ့ပဲဖြစ်ပါခင်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုကျွန်တော်အပိုင်းဆက်နဲ့ကျွန်တော်ဆက်ပြီးတင်ပေးပါမယ်ခင်ဗျကျွန်တော်ဗီဒီယိုကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါခင်ဗျ